လောကမှာလူတိုင်းလူချင်းနဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပျော်ရွှင်မှုဆိုတဲ့အရာပဲဖြစ်ပါတယ်။ဒီပျော်ရွှင်မှုဆိုတဲ့အရာကိုအချို့ကြတော့လေကိုယ်နဲ့မဆိုင်တဲ့အပြင်ဘက်မှာရှာကြသလိုအချို့ကြတော့လေပစ္စည်းတွေထဲမှာရှာကြပြန်ရောပြီးတော့ကိုမဟုတ်တဲ့အခြားသူတွေအပေါ်မှာလည်းမျှော်လင့်ချက်တွေအများကြီးထားကြသေးတာနော်။ပျော်ရွှင်မှုကိုလိုချင်တယ်လို့နီလန်းမျိုးစုံနဲ့ရှာဖွေခဲ့ပြီးနောက်ဆုံးကိုလိုချင်တဲ့ပျော်ရွှင်မှုမရခဲ့ရင်လေလူတွေကစိတ်ပင်ပန်းလာတတ်ကြသေးတာနော်။တကယ်တော့စိတ်အေးချမ်းမှုဆိုတာအပြင်ဘက်မှာရှိတာမဟုတ်ပါဘူး။တင့်ကိုယ်တင်ပူလောင်နေတယ်လို့ခံစားနေရတာကတော့တင့်မှာရှိတဲ့မလိုအပ်တဲ့အရာတွေကိုတင်ကလည်းမလွတ်နိုင်သေးလို့ဖြစ်ပါတယ်။အဲ့ဒီမလွတ်ချနိုင်တဲ့အရာတွေကိုလွတ်ပေးတတ်ခြင်းလွတ်ပေးလိုက်ခြင်းကလည်းမိမိစိတ်ကိုလွတ်မြောက်စေပါတယ်နော်။ဒီလောကကြီးမှာရှိတဲ့အရာအလုံးပဲအရာမှမတည်ငြဲပါဘူးအကုန်လုံးဟာဖြစ်မယ်ဆိုတဲ့သဘောတရားပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်နော်တင်အဲ့ဒီအရာအလုံးကိုလွတ်ချနိုင်တဲ့အချိန်မှသာတင့်စိတ်ကပေါ်ပါလန်းဆန်းလာမှာဖြစ်ပါတယ်တကယ်အေးချမ်းမှုအစစ်အမှန်ဆိုတာကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲရှိတဲ့အရာကိုပြောတာဖြစ်ပါတယ်ဒါအကြောင်းစိတ်အေးချမ်းမှုကိုလိုက်ရှာမနေပါနဲ့ကိုယ်စိတ်ကိုပဲအေးချမ်းအောင်အရင်လုပ်ချဖို့တိုက်တွန်းပါတယ်နော်ကဲဒီဗီဒီယိုလေးကိုကြားရင်တော့ like and share လေးလုပ်ခဲ့ပေးပါနော်ကျေးဇူးတင်ပါတယ်